မိတ်ဆွေမျက်နှာမှာဝက်ချန်တွေခဏခဏထွက်နေတယ်အမြဲတမ်းမျက်နှာနဲ့ဝက်ချန်နဲ့အဆက်မပြတ်နေဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါဒီနေ့မှာတော့ကျွန်တော်ဒီဝက်ချန်စီဘူးတွေကိုအမြန်ဆုံးသက်သာမဲ့နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့ Adapalene ရဲ့သုံးစွဲနည်းကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော် Adapalene ဆိုတာက Retina အုပ်စုဝင် Vitamin A derivative လို့ခေါ်တဲ့ဆေးတစ်မျိုးဖြစ်တယ်ပေါ့နော်ဒီဆေးကဘာကောင်းတာလဲပေါ့ဘာကောင်းတာလဲဆိုတော့မျက်နှာမှာရှိတဲ့ဆဲတွေကိုဖယ်ရှားပေးတယ်ပြီးရင်ကျွန်တော်အစီပေါက်ပိတ်တာတွေကိုဖွင့်ပေးတယ်ပေါ့နော်နောက်တစ်ခုကဆဲသစ်တွေဖယ်ရှားပြီးတော့ဆဲသစ်တွေကော်လာဂျင်သစ်တွေကိုပြန်ပြီးတော့နှုတ်ဆွပေးတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီ Adapalene ကိုကြာရှည်ဆွဲသုံးရင်မျက်နှာသားတွေနှုတ်လာတယ်ကြည်လာတယ်ပို့ပြီးတော့ငဲ့သွားတယ်မအုပ်သေးဆိုပြီးတော့တော်တော်များများပြောကြတယ်ပေါ့နော်ဟုတ်ပါတယ် Adapalene ဟာဒီလိုမျိုးစွမ်းရည်နေရှိပါတယ်ဒါအပြင်ကျွန်တော်ဝက်ချန်ကိုလည်းသက်သာနေနိုင်တာမလို့ဘယ်လိုအသုံးပြုရမလဲဆိုတာဆက်ကြည့်လိုက်ကြအောင်အဲ့တော့ကျွန်တော် Adapalene 300မှာအရေးကြီးတဲ့အချက်5ချက်ကိုကျွန်တော်ဒီနေ့မျှဝေပေးပါမယ်နံပါတ်1ကတော့ Adapalene ကိုညပိုင်းပဲလိမ့်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်နေကင်းမှလိမ့်နေဆိုလို့ရှိရင်ဆေးကြောင်မျက်နှာကနေလောင်တန်အောင်မခံနိုင်ပဲနဲ့မျက်နှာနေရတာဆက်တာဖြစ်တယ်လို့ပါဆေးကိုနိုင်ကလည်းသူ့ရဲ့ side effect အနေနဲ့နေရတာဆက်တာဖြစ်တတ်တယ်ဒါကြောင့်ညပိုင်းပဲသုံးပါနောက်တစ်ခု Adapalene လိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော် moisturizer ကိုနှစ်ထပ်လိမ့်ပေးရအောင်မယ်ကျွန်တော် sandwich method လို့ခေါ်တယ် sandwich မှာပေါင်မုံတစ်ထပ်ဒါတစ်ထပ်ပေါင်မုံတစ်ထပ်ပါတယ်လို့ပဲကျွန်တော်တို့ဒီ Adapalene ကို moisturizer နှစ်ခုကြာမှညှက်ပြီးတော့လိမ့်ရပါမယ်ဒါကြောင့်မျက်နှာသိပ်ပြီးသွားတယ် moisturizer လိမ့်ပြီးသွားလို့ရှိရင် Adapalene ကိုလိမ့်ပါ Adapalene လိမ့်ပြီးသွားလို့ရှိရင်ကျွန်တော် moisturizer ကိုနောက်တစ်ထပ်ပြန်လိမ့်ရပါမယ်ပြီးမှကျန်တဲ့ပိုးသက်စီတွေပါလိမ့်မယ်ဆိုလို့ရှိရင်ဆက်လိမ့်ပါဗျာနောက်တစ်ခု Adapalene လိမ့်တဲ့အခါမှာအများကြီးလိမ့်ပါနဲ့ပြီး site ပေါ့နော်ပဲစီတစ်စီးစာလောက်ကနေစပါပြီးရင်တပြင်လုံးလိမ့်ရမှာလားဖြစ်တဲ့နေရာပဲလိမ့်ရမလားဆိုတာဒါကတော့အခြေအနေပေါ်မူတည်တယ်ပေါ့နော်ဟိုကျွန်တော်တို့တပြင်လုံးလိမ့်ရင်တော့ပိုကောင်းတယ်ဘာလို့လဲသူကအစီပေါက်ကိုဖွင့်ပေးတာဆဲတွေဖယ်ရှားပေးတာဖြစ်တယ်တော့တပြင်လုံးအစီပေါက်ဖွင့်နိုင်ရင်တော့ပိုကောင်းတယ်ဒါမှဝက်ချန်အသစ်တွေကထပ်မထွက်လာမှာပေါ့နော်ဒါပေမဲ့တခုသတိထားမှာကျွန်တော်ဒီနှက်ခမ်းပတ်လဲမျက်လုံးပတ်လဲနှာခေါင်းဖေးတွေဆိုရင်တော့မထိတာကောင်းမယ်ဘာလို့လဲဆိုတော့အသားချောက်ပြီးတော့ပို့ပြီးတော့အဖက်လန်တတ်တယ်နောက်တစ်ခုကတော့ကျွန်တော်ဒီဆေးလေးလို့ရှိရင်ဒီအသားရည်ကိုခြောက်သွားပြီဆိုမှစလိမ့်တာကောင်းတယ်ဘာလို့လဲဆိုနေလို့ရှိရင်ဆေးကအသားလေးကိုစိတ်ဝင်များပြီးတော့နီဂျာရဲတာဆက်တာပိုဖြစ်တယ်လို့အဲ့တော့ဒီ Adapalene လိမ့်ကစားမှာတော်တော်များများကနီဂျာရဲတာဆက်တာတွေခံစားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီတစ်ပတ်မှာသူလည်းပဲနေ့စဉ်မလိမ့်မဲနဲ့တစ်ပတ်မှာ2ရက်3ရက်လောက်ကနေ2ည3ညလောက်ကနေစလိမ့်နေတဲ့သက်တာခံနိုင်ရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တရချာလိမ့်လို့တော့ရတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ consistency ပေါ့နော်စိတ်ရှည်ဖို့လိုတယ်တော်တော်များများက result တစ်ခုကိုဒီတစ်ပတ်နှစ်ပတ်လောက်နဲ့ရကျင်ကြတယ်ဝက်ချန်ကူတောင်းမှုမှာဒီလိုမျိုးမရှိပါဘူးအချိန်ပေးရပါတယ်အနည်းဆုံး3လလောက်အချိန်ပေးရတယ်ကျွန်တော်ဒီ Adapalene လိမ့်နေဆိုလို့ရှိရင်ကျွန်တော်2လ3လလောက်နေမှာ result ကောင်းတစ်ခုကိုရပါမယ်ဒါအပြင် Adapalene ရဲ့side effect တစ်ခုရှိပါတယ်ဒါကဘာလဲဆိုတော့ပတ်ကြီးဖြစ်တာပါသူကအစီပေါက်တွေကိုဖွင့်ပေးတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့အောက်မှာမြုံနေတဲ့အစီခဲတွေကအပေါ်ကိုတက်လာမယ်အဲကြရင်အစီဘူးတွေကပိုတိလာလာမယ်ဒါကြောင့်ဆေးစာလိမ့်ပြီးတစ်ပတ်ကနေနှစ်ပတ်သုံးပတ်အတွင်းမှာအစီဘူးတွေကပိုများလာတယ်ဝက်ချန်ပိုဆိုးလာတကယ်လို့ဖြစ်တတ်တယ်အဲ့တော့တော်တော်များများဝက်ချန်ပြောချင်လို့ဆေးလေးမှာဆိုစီဘူးတွေထွက်တာမကြိုက်ဘူးတကယ်တမ်းကအစီဘူးကထွက်ကိုထွက်မယ်ဘာလို့အောက်မှာမြုံနေတဲ့အစီခဲအဟောင်းတွေကထွက်ကိုထွက်မှာဖြစ်မယ်ဆိုလိုချင်တာအဆက်ဟောင်းကိုဖြတ်မောက်ပေးရမယ်အဆက်တစ်ရကျင်တယ်ဆိုတော့မျက်နှာကောင်းကောင်းလေးရရင်အဆက်ဟောင်းကဖြတ်ကိုဖြတ်ရမယ်အဲ့တော့အဆက်ဟောင်းဖြတ်ဖို့အတွက်ဒီ Adapalene လိမ့်ရင်စီပေါက်ပွင့်ပြီးတော့ရောက်ဒီပြောင်းမှာရှိတဲ့အစီခဲတွေအကုန်ထွက်သွားမှာပဲဝက်ချန်ပြောက်တယ်ဆိုတော့result တစ်ခုရမှာဖြစ်ပါတယ်Adapalene လိမ့်တဲ့အခါမှာနောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ကျွန်တော်တို့ဒီ sunscreen လိမ့်ပြီးဖို့ပါပဲကျွန်တော် Adapalene ပဲလိမ့်salicylic acid ပဲလိမ့်sun monoxide ပဲလိမ့်ကျွန်တော်တို့ sunscreen ကလိမ့်ကိုလိမ့်ပြရမယ်ဒါကြောင့်ကျွန်တော်တို့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းမှာအပြင်ထွက်တိုင်းသို့မဟုတ်မိုးလင်းတိုင်းပေါ့နော်မိုးလင်းတာနဲ့တော့ sunscreen ကလိမ့်ရမှာလိမ့်တာအပြင်နေကင်းကိုအပြင်ထပ်ထွက်တယ်ဆိုရင်တော့ sunscreen တော့ထပ်လိမ့်ပေါ့ဘာလို့လဲဆိုတော့သူက photo sensitive ဖြစ်တယ်နေလောင်တန်အောင်မခံနိုင်တဲ့ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေမှာအစီအပူတွေရှိနေတယ်ဝက်ချန်ဖြစ်လိုက်ပြောလိုက်ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ Adapalene လေးကိုစပြီးတော့အသုံးပြုကြည့်ပါတကယ်လို့ Adapalene လိမ့်လို့မှအဆင်မပြေဘူးဝက်ချန်ဘူးတွေပိုးထွက်လာတာကိုယ့်ကိုမထိန်နိုင်ဘူးပိုးဝင်တဲ့ဝက်ချန်တွေရောင်ရမ်းတဲ့ဝက်ချန်တွေများလာတယ်ဆိုလို့ရှိရင်တော့သူကပိုးသက်စီတောက်ဆေးတွေလိမ့်ဆေးတွေနောက်ဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေကဆရာအောင်နဲ့တေချာဆွေးနွေးပြီးကုသရမယ့်အခြေအနေတခုဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာအောင်နဲ့တေချာဆွေးနွေးကုသပြီးတော့ treatment ယူပြီးတော့ကုသပါလို့အကြံပေးချင်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ပြောပြပေးတဲ့အကြောင်းအရာမိတ်ဆွေတွေအကျိုးရှိရဆိုရင်comment မှာခုလိုရေးပေးသားပါတခြားမိတ်ဆွေတရားအောင်လည်း share ပေးသားပါနောက်ထပ်ကျမရဲ့ဘုဒ္ဓဗီဒီယိုသိချင်တယ်ဆိုရင်ဒီ account လေးကို follow ထားဖို့မေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ် Auradem Clinic